ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ Candlewin အထမ်းချက်ဆက် circuit တစ်ခုကိုအတူတူခွဲခြမ်းစစ်ဖျားကြည့်ကြအောင်ဟိုအထက်မှာရှိတဲ့တေးသေးလေးဖြစ်တဲ့ signal တစ်ခုရဲ့ key စင်ကဘယ်လိုဖြစ်မလဲဆိုတာကိုခြေအခန်းကြည့်ကြမယ်ဒီလိုမျိုးစဉ်းစားကြည့်ဘူးလားကျွန်တော်တို့ဖုန်းထဲကထွက်လာတဲ့အင်မတန်သေးငယ်လေးအားနေတဲ့လက်စစ် signal လေးတစ်ခုကလေအင်္ဂါ speaker ကြီးကြီးအိုဘယ်လိုများတုံဟအောင်လုပ်ပြီးအခန်းတစ်ခန်းလုံးပြည့်သွားလောက်တဲ့အတန်ကြီးဖြစ်လာရတာလေအဲ့ဒီအားနေတဲ့ signal လေးကနေအားကြီးကြီးဘယ်လိုဖြစ်သွားတာလဲအဖေကတော့ဟောဒီရှေ့မှာမြင်နေရတဲ့ circuit diagram ထဲမှာအကုန်ရှိပါတယ်ဒါကိုလမ်းပြမြေပုံတစ်ခုလို့တပေါ်ထားလိုက်ပါ signal လေးတစ်ခုကဒီထဲကိုဝင်လာတယ်ပြီးတော့တဆင့်ပြီးတဆင့်သူ့ကိုအားဖြည့်ပေးသွားကြတယ်အစင်တိုင်းကရှေ့ကလာတဲ့ signal ကိုလက်ခံတယ်ပြီးတော့နောက်တစ်ဆင့်အတွက်အတင့်ထအောင်ပြင်ဆင်ပေးတယ်ကဲအဲ့ဒီ signal လေးရဲ့ခရီးကိုဒီပုံထဲမှာပဲအတူတူခြေရခံကြည့်လိုက်ကြရအောင် Okay ဒီခီးစဉ်မှာအဓိကအပြင်အပိုင်း၅ပိုင်းရှိမယ်ပထမဆုံးကတော့ခီးစဉ်အစ signal ဝင်လာတဲ့အပိုင်းပေါ့ပြီးရင်သူ့ကိုပထမဆုံးအချိန်အားဖြည့်မယ် voltage ကိုမြင့်တင်ပေးမယ်ပြီးတော့ရင်စွာအကြီးကြီးပေးဖို့ပြင်ဆင်တဲ့အဆင့်လာမယ်ပြီးတော့မှဒီကအလုပ်လုပ်မဲ့ push pull power house ပိုင်းနောက်ဆုံးမှာတော့အဲ့ဒီ signal ကနေအတိုင်းဘလို့ဖြစ်လာတယ်လဲဆိုတာကြည့်ကြပါမယ်ကဲခီးစဉ်ရဲ့ပထမဆုံးအခန်းကိုစလိုက်ကြရအောင် input အဆင့်ကကဲဒီပုံရဲ့ဘယ်ဘက်အဆောင်ဆောင်ကိုကြည့်လိုက်ပါ input ဆိုပြီးရေးထားတာတွေ့တယ်ဟောအဲ့ဒီမှာပဲအရာအားလုံးကစတာပါကျွန်တော်တို့ဖုန်းကဖြစ်ဖြစ်ဂီတာကဖြစ်ဖြစ်မိုက်ခရိုဖုန်းကဖြစ်ဖြစ်အင်မတန်တကယ်ကိုအားနေလာတဲ့ signal လေးတစ်ခုကဒီတကားပေါက်ကနေစပြီးဝင်လာတာပါကဲအခု circuit ထဲရောက်လာတဲ့ signal လေးသူ့ဘဝရဲ့ပထမဆုံးအရေးကြီးတဲ့ပြောင်းလဲမှုကိုကြုံရပါတော့မယ်အဲ့ဒါကဘာလဲဆိုတော့ voltage amplification လို့ခေါ်တဲ့ 4R ကိုဆွဲတင်ပေးတဲ့အဆင့်ပါပဲဒီမှာပထမဆုံးတွေ့ရမယ့်အဓိကဇာတ်ကောင်ကတော့ BC337 transistor ပါသူ့ကိုပဲအာရုံစိုက်ကြည့်လိုက်သူ့ရဲ့တခုတည်းတော့အလောက်ကဝင်လာတဲ့ signal ရဲ့ voltage ကိုမြင့်တင်ပေးဖို့ပဲပြောရရင်ရေပင်ကြီးမှာ line ပစ္စည်းလေးတစ်ခုလိုရှိနေတဲ့ signal ကိုdownline ထောင်းတက်တော့ပုံမြင့်ပေးပို့ထင်ရှားလာအောင်ဆွဲတင်ပေးလိုက်တော့ကောဒီစင်ကအရင်ရေးကြည့်ရတယ်ဘာလို့လဲဆိုတော့နောက်လာမယ့်စင်တွေကဒီမြင့်သွားတဲ့ signal ကိုမှအလိုလုပ်ရမှာမလို့ပါvoltage amplification stage ဆိုတာကိုနည်းနည်းလေးရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ပြောပြခြင်းပါတယ်ဒီအဆင့်ရဲ့အဓိက power ကိုချဲ့တာမဟုတ်သေးဘူး current ကိုမြင့်တာမဟုတ်သေးဘူးသူက voltage အဲ့ဒီ signal ရဲ့အမြင့်ကိုပဲအဓိကထားပြီးဆွဲတင်ပေးလိုက်တာcircuit diagram ကိုတေးချပြန်ကြည့်ရင် BC337 transistor နဲ့လုံးရှိနေတာကိုတွေ့ပါလိမ့်မယ်သူတို့နှစ်ယောက်ကဟာတယောက်တည်းမဟုတ်ဘူး team တစ်ခုလို့အလုပ်လုပ်ကြတာနှစ်ယောက်ပေါင်းပြီးတော့ဒီ signal ကိုနောက်အဆင့်တွေအတွက်လုံးဝအဆင့်သင့်ဖြစ်အောင်ပြင်ဆင်ပေးတဲ့တာဝန်ကိုယူထားကြတာပါကဲ voltage တော့မြင်လာပြီဒါပေမဲ့ခရီးကမဆုံးသေးဘူးနောက်တစ်ဆင့်က driver အဆင့်ပါအခု signal ကမြင်တော့မြင်လာပြီဒါပေမဲ့သူကအားသိမ့်မရှိသေးဘူးနောက်ဆုံးမှာအလုပ်လုပ်ရမယ့် power transistor အကြီးကြီးတွေကိုတွားပြီးခိုင်းဖို့ဆိုရင် voltage တစ်ခုတည်းနဲ့မရတော့ဘူးသူ့မှာ current မင်းအားပါလာဖို့လိုလာပြီအဲ့ဒါကိုဒီစင်ကလိုပေးမှာပါဒီမှာ PD139 ဆိုတဲ့ transistor ကိုကြည့်လိုက်ပါသူကဘာနဲ့တူလဲဆိုတော့အလေတန်း manager တောက်လို့ပဲသူကအတန်လှမ်းရဲ့အပေါ်ဘက်ချမ်းအဖိုးပိုင်းကိုတာဝန်ယူတဲ့သူ့လောက်ကအရင်စင်ကလာတဲ့ voltage မြင့်တဲ့ signal ကိုယူပြီးတော့နောက်ဆုံးအဆင့်ကအလုတ်သမားကြီးကြီးတွေဖြစ်တဲ့ power transistor တွေအတွက်လိုအပ်တဲ့ current လိုအပ်တဲ့အားကိုစပြီးဖြည့်တင်းပေးတာပါ manager တယောက်တည်းနဲ့တော့မပြီးဘူးလေသူ့မှာ 12 ဖက်တယောက်ရှိရယ်အဲ့ဒါက BD140 ပါသူက BD139 ရဲ့အစဆက်ရရဆန့်ကျင်ဘက်လို့4ကိုင်းဘက်ပဲ BD139 ကအတန်လိုင်းရဲ့အဖိုးပိုင်းကိုတာဝန်ယူရင် BD140 ကအမပိုင်းအောက်ဘက်ချမ်းကိုတာဝန်ယူရယ်ဒီလိုနှစ်ယောက်ပေါင်းလက်မှာအတန်လိုင်းတစ်ခုလုံးကိုအပြည့်အဝကင်တွယ်နိုင်တော့မှာပေါ့ဆိုတော့ရှင်းရှင်းလေးပါပဲ BD139 က signal ရဲ့အဖော်ဘက်ချမ်းကိုထိန်းတယ် BD140 ကအမဘက်ချမ်းကိုထိန်းတယ်ဒီလိုတယောက်တစ်ချမ်းစီတာဝန်ယူထားတဲ့ဖြစ်ဖက်အတွဲကြောင့်အတန်လှိုင်းတစ်ခုလုံးဟာကတ်မရှိပဲပြည့်ပြည့်စုံစုံရှေ့ဆက်သွားနေတာပါကဲအခုကျွန်တော်တို့ဒီခရီးရဲ့အထွတ်အထိပ်အပိုင်းကိုရောက်လာပါပြီ The push pull powerhouse လို့ခေါ်တဲ့ output အဆင့်ပါဒီနေရာမှာပဲ signal လေးဟာသူ့ရဲ့နောက်ဆုံးနဲ့အကြီးမားဆုံးစွမ်းအင်ကိုရရှိပြီး speaker ကို mounting for အသင့်ဖြစ်သွားတော့မှာပါဒီမှာတော့အဓိကအလုပ်ကျန်းလုံးမဲ့သူတွေကိုတွေ့ရပါပြီ 2N3055 power transistor နှလုံးပါသူတို့ကိုဒီ amplifier ရဲ့ကြွတားတွေဒါမှမဟုတ် engine ကြီးတွေလို့တောင်တင်စားလို့ရတယ်ဘာလို့လဲဆိုတော့တကယ်စွမ်းအားအကုန်လုံးကိုသူတို့ကထုတ်ပြီး speaker စီကို current အများကြီးလွတ်ပေးရမှာမို့လို့ပါသူတို့နဲ့အလုပ်လုပ်ပုံက push pull လို့ခေါ်တဲ့အတိုင်းပဲတွန်းလိုက်ဆွဲလိုက်လုပ်ကြတာဥမာတန်းစီတာကိုမြင်အောင်ကြည့်လိုက်ပါအတန်လိုင်းရဲ့အဖိုးပိုင်းရောက်လာတဲ့အခါအပေါ်က 2N3055 က speaker စီကို current တွန်းပို့ပေးလိုက်တယ်
ပြီးတော့အမော်ပိုင်းရောက်လာတဲ့အခါမှာတော့အောက်က213055က current ကိုဆွဲယူလိုက်တယ်ဒီလိုတလက်စီတွန်းလိုက်ဆွဲလိုက်လုံနေတာပါအဲ့လိုတွန်းလိုက်ဆွဲလိုက်စနစ်တကျလှုပ်ဆောင်လိုက်တဲ့ရက်လက်ကဘာလဲဆိုတော့မူလ signal အားနည်းနည်းလေးရဲ့ပုံစံတိုင်းဒါမဲ့ current emitter မြင်ပြီးအားအလုံးကောင်းတဲ့ပုံတူဝါ signal အကြီးအတစ်ခုကိုဖန်တီးလိုက်တာပါပဲကဲခေစင်ရဲ့နောက်ဆုံးမှတ်တိုင်ကိုရောက်ပါပြီအဲ့ဒီအားကောင်းတော့တဲ့ let's signal ကနေကျွန်တော်တို့နားနဲ့ကြားတဲ့အတန်ဘလို့ဖြစ်လာတယ်လဲဆိုတာကြည့်ရမယ်အပိုင်းပါ အခုဆိုရင်တော့ signal ရဲ့ခရီးစဉ်တစ်ခုလုံးကိုခြုံငုံပြီးပြန်ရင်အောင်ကြည့်လို့ရပါပြီဟိုးဘယ်ဘက်ကအားနည်းတဲ့ signal လေးဝင်လာတယ် PC337 တွေကသူ့ရဲ့ voltage ကိုမြင့်နေပေတယ်ပြီးတော့ PD139 နဲ့140ကသူ့ကို current ပါလောင်ပင်ဆင်ပေတယ်နောက်ဆုံးက213055နှလုံးကအစွမ်းကုန်အားချပြီး speaker စီကိုပို့လိုက်တဲ့အခါမှာလာသူ့ရဲ့ခီးစဉ်ကပြီးဆုံးသွားပါပြီအဲ့ဒီအားကောင်းတဲ့လက်စီးကြောင်းကြီးက speaker ရဲ့ကွန်းလို့ခေါ်တဲ့အပိုင်းကိုရှင်းနဲ့နောက်အဆက်မပြတ်တုံခါစေပါတယ်အဲ့ဒီတုံခါမှုကကစင်လေထုထဲမှာ PR line တွေတနည်းအားဖြင့်ကျွန်တော်တို့ကြားနေရတဲ့အတန် line တွေကိုဖန်တီးပေးလိုက်တာပါပဲလက်စစ်စွမ်းရင်ကနေအတန်စွမ်းရင်ပြပြောင်းလဲခေါ်တဲ့နောက်ဆုံးအဆင့်ပေါ့ကဲညီကုန်းချို့အနေနဲ့စဉ်းစားဖို့မေးခွန်းလေးတစ်ခုထားခဲ့ပါစီဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့ဒီအခြေခံ amplification နေရာမှာ signal တစ်ခုကိုအဆင့်ဆင့်အားဖြည့်သွားတဲ့နည်းပညာကိုတခြားဘလို့နေ့စဉ်သုံးပစ္စည်းတွေမှာသုံးထားသေးလဲကျွန်တော်တို့သုံးနေတဲ့နားချက်တွေကားတွေက stereo တွေကနေဟိုအားကစားကွင်းကြီးတွေကအတန်ချဲဆက်အကြီးတွေအထိအများကြီးရှိနေမှာသိချပါတယ်